拜拜了，别老家了家，就那ရွာပေါ်သုံးသီးလုံးဝဲလာတာတကယ်တမ်းတော့ကျဲချဖို့ဆိုပြီးတော့ဝဲလာတာဒီဝဲနေတဲ့အချိန်မှာကျွန်တော်ကကျွန်တော်ကဘယ်လိုပြောလဲထက်ကလက်သွားခုန်နေတာထမင်းသားချိုင်းနေတာထက်ကလက်သွားခုန်နေတာပြီးတော့ဒီနေ့တခါမှကြီးတဲ့ရဲဘော်သုံးပုံနှစ်ပုံလောက်ကလည်းတခြားနေလှုပ်ရှားပါအဲ့တော့ဖြစ်ကျွန်တော်တခါမှလည်းအဲ့တနက်ကဂျီဒရီတက်လက်ပဲကြမ်းခဲ့တာဂျီဒရီတက်လက်တောင်းပါပဲကျွန်တော်ကြီး9000နဲ့ကြီး9000နဲ့ကြမ်းခဲ့တာအဲ့မှာဘယ်လိုဖြစ်တော့ဆိုကျွန်တော်ကကျွန်တော်နဲ့တော့နည်းနည်းလှမ်းတယ်ဒါပေမဲ့ရွာဘောကိုရောက်နေကြကျွန်တော်တခါရဲဘော်တွေကိုအိုက်ကွန်မောက်လိုက်တာငါကောင်နေမလို့တနက်ဘယ်နဲ့လဲကြံနေတော့လှမ်းမိလားအကိုတဲ့တလက်ပဲရှိတာကြီးရလဲ9000နဲ့ပဲရရင်ပြက်မယ်မနေရင်လည်းမပြဘူးရတယ်မထွက်ခဲ့ပြည်သူတွေတော့ရှောင်းမလေးတွေထွက်ခဲ့ဆိုပြီးတော့ကျွန်တော်အဲ့မဲ့လက်ရှိရဲဘော်2ယောက်3ယောက်လောက်နဲ့ခေါ်ပြီးတော့ကျွန်တော်ကလည်းထက်ကလေးချိတ်ခုတ်ရနေပြီးတော့ကျွန်တော်သွားတယ်ရှေ့တန်းနယ်မျိုး